What's this guy ကျွန်တော်တော့ဖမ်းပါကျွန်တော်ဒီနေ့ပြောပြပေးသွားမှာကတော့ Spider-Man တယောက်အကြောင်းပါကျွန်တော်တို့က Spider-Man လို့ပြောလိုက်ရင်အားလုံးမျက်စိရဲ့ပြင်းမြင်တာကတော့လူတိုင်းနဲ့ခင်ပြီးပြောနေတတ်တဲ့ Peter Parker ကိုပဲပြင်းမြင်ကြပါတယ်ဒါပေမဲ့ဒီနေ့မှာတော့ Peter Parker မဟုတ်ပဲပိုပြီး dark ဖြစ်တဲ့ပိုပြီး serious ဖြစ်တဲ့အနာဂတ်က Spider-Man တယောက်အကြောင်းပြောပြပေးသွားမှာပါသူက Spider-Man ဘယ်လိုဖြစ်လာလဲသူ့ရဲ့စွမ်းအားတွေကဘာလဲဆိုတာသိချင်ရင်တော့ဒီဗီဒီယိုလေးကိုဆုံးအောင်ကြည့်ရှုပေးပါဦးဗျသူကတော့ချမဟုတ်ပါဘူးဗျ Spider-Man Across the Spider-Verse ထဲမှာပါတဲ့ Spider-Man 2099ဖြစ်ပါတယ်သူ့ရဲ့နာမည်ကတော့ Miguel O'Hama ဖြစ်တယ်ဇလန်ကတော့ဤပညာရေးတိုးတက်နေတဲ့2099မှာဇလန်စတည်ထားပါတယ်။ Miguel O'Hama အရန်တော်တဲ့မျိုးဗီဇဆိုင်ရာအသိပ္ပံပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ Archimedes ဆိုတဲ့အနာဂတ်မှာအရာအလုံးချုပ်ကိုင်ထားတဲ့ corporation မှာလုပ်ပါတယ်။အဲ့ဒီခေတ်မှာတော့ကမ္ဘာကြီးကိုအစိုးရတွေအုပ်ချုပ်တာမဟုတ်ပဲ Archimedes လိုမျိုးအင်အားကြီး corporation တွေကအုပ်ချုပ်နေတာပါ။ Archimedes ကလူတွေကိုသိစံ DNA နဲ့ပေါင်းပြီးတော့ corporate writer လို့ခေါ်တဲ့စွမ်းအားရှင်စစ်သားတွေကိုဖန်တီးကျင်တာပါ။သူတို့ကအဲ့ဒီစွမ်းအားရှင်တွေကိုကုမ္ပဏီရဲ့အကျိုးစီးပွားအတွက်လက်နက်အဖြစ်အသုံးပြုခြင်းခဲ့တာပါ။ Miguel ကတော့အဲ့ဒီ project ကိုဦးဆောင်နေရတဲ့သိပ္ပံပညာရှင်ပါ။သူကအစပိုင်းမှာတော့လူသားတွေရဲ့ DNA ကိုသိစံ DNA နဲ့ပေါင်းစပ်ပြီးယောဂတွေကုသဖို့နဲ့လူသားတွေရဲ့ဆွမ်းဆောင်ရည်ကိုမြင့်တင်ဖို့ဆိုတဲ့ရည်ရွယ်ချက်ကောင်းနဲ့စမ်းသပ်ခဲ့တာပါ။ဒါပေမဲ့အဲ့ဒီစမ်းသပ်မှုကလူတယောက်သိဆုံးသွားတဲ့အခါမှာတော့ Miguel ကအဲ့ဒီအလုပ်ကိုဆက်မလုပ်ချင်တော့ပဲနှုတ်ထွက်ဖို့ကြိုးစားခဲ့တယ်။ဒါပေမဲ့သူ့ရဲ့အထက်လူကြီးဖြစ်တဲ့ Tyler Stone က Miguel ကိုလက်လွတ်မခံချင်ပါဘူး။အဲ့ဒါကြောင့် Miguel ရဲ့ဖြော်ရည်တွေကို Raptor လို့ခေါ်တဲ့ဆွဲလန်းစေတဲ့ဆေးတစ်မျိုးကိုခိုးထည့်လိုက်ပါတယ်။အဲ့ဒီဆေးက Archimedes တစ်ခုထဲမှာပဲရတာမလို့ဆေးဆွဲနေတဲ့ Miguel ကကုမ္ပဏီမှာပဲတလုံးကျွန်းခံရတော့မဲ့ပုံစံဖြစ်နေပါတယ်။ဒါကိုသိသွားတဲ့ Miguel ကသူ့ရဲ့ DNA ကိုမူလအခြေအနေပြန်ရအောင်ကိုယ်တိုင်ပြုပြင်ဖို့ကြိုးစားခဲ့တယ်။ဒါပေမဲ့သူ့ကိုမနာလိုတဲ့လုပ်ဖော်ကိုင်မဲ့တယောက်ကစက်ကိုနှောက်ယှက်ပြီးပေးကို DNA 90% ရောထည့်လိုက်ပါတယ်။စက်ကမတိမငြိမ်နဲ့ပေါက်ကွဲသွားခဲ့တယ်။ဒါပေမဲ့ Miguel ကတော့အသက်ရှင်ခဲ့ပါတယ်။သူ့ရဲ့ DNA ကတော့လုံးဝပြောင်းလဲသွားပြီးတော့လက်ကနေပေးကိုတစ်ကောင်လိုအတက်တွေထွက်လာခဲ့တယ်။သူ့ရဲ့သွားရည်ကလည်းသွေးဆိုးပေါက်ကောင်တစ်ကောင်လိုချွန်ထွက်လာခဲ့တယ်။သူ့ရဲ့လုပ်ဖော်ကိုင်ဘက်ကသူမသေးတာကိုသိတော့သူ့ကိုတတ်ဖို့ကြိုးစားခဲ့တယ်။ဒါပေမဲ့ပိုင်လိုင်းတစ်ခုကိုပြစ်မိပြီးအခန်းကပေါက်ကွဲသွားခဲ့တယ်။သူတို့နှစ်ယောက်လုံးကအပြင်ကိုလွင့်ဆွန်သွားခဲ့တယ်။ Miguel ကသူ့ရဲ့လုပ်ဖော်ကိုင်ဘက်ကိုကယ်ဖို့ကြိုးစားခဲ့ပေမဲ့သူ့ရဲ့လက်သေးတွေကြောင့်သူ့ရဲ့လုပ်ဖော်ကိုင်ဘက်ကတိတ်ဆုံးသွားခဲ့တယ်။ကုမ္ပဏီကလုံခြုံရေးတွေလာတဲ့အခါမှာတော့သူကအပြင်ကိုခုန်ထွက်ပြီးတော့သူ့ရဲ့လက်ကချွန်တွေကိုသုံးကနေရာကိုတွဲကပ်ခဲ့ပါတယ်။အဲ့ဒီအခါမှာသူက Spider-Man လိုစွမ်းနေရှိနေကြောင်းသိရှိပြီးအိမ်ကိုပြန်လာခဲ့ပါတယ်။ဒါပေမဲ့ကုမ္ပဏီကဟန်တာတွေငှားပြီးသူ့ကိုဖမ်းခိုင်းခဲ့ပါတယ်။ Miguel O'Hama သိရှိသွားတဲ့အခါမှာတော့သူက Day of Death Festival မှာဝတ်ခဲ့တဲ့ဝတ်စုံကိုအနောက်မှာလေဟုန်စီးလို့ရတဲ့အမြင်တွေထည့်ပြီးတော့အဲ့ဒီလိုနဲ့တိုက်ခိုက်ခဲ့ပါတယ်။တိုက်ခိုက်နေတော့မှပဲသူ့ရဲ့စွမ်းရည်တွေကိုအလုံးစုံသိရှိသွားခဲ့တယ်။ဒီလိုနဲ့ပဲ Spider-Man 2099ဖြစ်ပေါ်လာခဲ့ပါတယ်။ခုပိုင်းမှာတော့ Power and Ability အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။သူကပုံမှန် Spider-Man နေနဲ့စွမ်းအားတွေတော်တော်များများတူပါတယ်။ဒါပေမဲ့အဓိကကွာခြားချက်၄ခုတော့ရှိပါတယ်။ပထမအချက်ကတော့ Miguel မှာအဆွဲတွေရှိပါတယ်။သူ့ရဲ့အဆွဲတွေကချွန်နေုံတက်တင်မဟုတ်ပါဘူး။သူကရန်သူကိုကိုက်လိုက်ရင်ထွက်လာတဲ့အစိတ်ကရန်သူကိုလှုပ်ရှားလို့မရအောင်ကြောက်တစ်ခုလိုဖြစ်သွားစေပါတယ်။ဒုတိယတစ်ချက်ကတော့သူ့ရဲ့လက်သေးတွေပါ။ပုံမှန် Spider-Man ဆိုရင်နေရာနေတွဲခတ်ဖို့အတွက်သူတို့ရဲ့ခန္ဓာကိုယ်မှာအချွန်သေးသေးလေးတွေထွက်ပေါ်လာပါတယ်။ဒါပေမဲ့ Miguel ကအဲ့လိုအချွန်တွေမပါဘဲနဲ့သူ့ရဲ့လက်၅ချောင်းနဲ့ခြေ၅ချောင်းမှာလက်သေးလိုမျိုးချွန်တွေထွက်လာခဲ့တာပါ။သူ့ရဲ့လက်သေးတွေကနေရာနေမှာတွဲခတ်ဖို့တွေမဟုတ်ဘဲနဲ့တမ်နီလိုမာကျော်တဲ့အရာတွေကိုတော့မှဆွဲပြစ်နိုင်ပါတယ်။တတိယအချက်ကတော့ Spider-Man ရဲ့အဓိကအချက်ဖြစ်တဲ့ Spider Sense မရှိပါဘူး။ဒါအထူးခြားဆုံးပါပဲ။ Miguel ကအနေရကြိုသိတဲ့ Spider Sense မရှိပါဘူး။ဒါပေမဲ့သူ့ရဲ့မြင်အာရုံကအဝေးကြီးကိုမြင်နိုင်သလိုအမောင်ထဲမှာလည်းအကုန်မြင်ရပါတယ်။သူ့ရဲ့ကြားအာရုံကလည်းအဝေးအရာတွေကိုတောင်ကြားနိုင်ပါတယ်။အဲ့ဒီစွမ်းရည်ကဘယ်သူနဲ့တူလဲဆိုရင် Daredevil နဲ့တူပါတယ်။မမြင်ရတာတခုပါပဲ။နောက်ပြီးသူ့ရဲ့တုံ့ပြန်မှုကလည်းအယမ်းမြန်နေတဲ့အတွက် Spider Sense မရှိပဲတိုက်ခိုက်နိုင်ပါတယ်။စတုတ္ထအချက်ကတော့ Organic Web Shooter ပါ။သူကစက်တွေသုံးစရာမလိုဘဲနဲ့သူ့ရဲ့လက်ကောက်ဝက်ကနေပိတ်ကိုမြင်နေဓာတ်ရိုက်ထုတ်နိုင်တာပါ။ကျန်တာတွေကတော့ပုံမှန် Spider-Man တွေအတိုင်းပဲ Superhuman Strength, Superhuman Speed နဲ့ Durability တွေရှိပါတယ်။သူ့ရဲ့ဝတ်ဆောင်ကလည်းထူးခြားပါတယ်။ကြတော့အဲ့ဒီဝတ်ဆောင်က Day of the Dead ဆိုလို့ခေါ်တဲ့ပွဲတော်မှာဝတ်တဲ့ဝတ်ဆောင်ကိုအခြေခံတာပါ။ဒီဝတ်ဆောင်ကို Unstable Molecule တွေနဲ့လှုပ်ထားလို့သူ့ရဲ့ကိုယ်ပိုင်လက်သေးအိမ်နဲ့ကုတ်မြင်အောင်မှမပြေးပါဘူး။နောက်ကျောကအမြင်လေးတွေကတော့ New York ရဲ့ထပ်မြင့်တိုက်တွေပေါ်ကနေ Batman တို့ Moon Knight တို့လို gliding လုပ်ဖို့အတွက်ဖြစ်ပါတယ်။နောက်ပြီးသူ့မှာလေလာလို့ခေါ်တဲ့ holographic AI ရဲ့ဖော်တယောက်ရှိပါတယ်။လေလာကသူ့ကိုချက်လက်တွေရှာပေးတယ်။ရန်သူကိုထောက်လန့်ပေးတယ်။သူတို့နှစ်ယောက်ရဲ့ပြန်လည်စကားပြောခန်းတွေက Miguel ရဲ့ပြင်းစရာကောင်းတဲ့ဘဝကိုနှင်းငယ်တော့ပြင်းပြစေပါတယ်။နောက်ပြီးသူ့ကိုအမြဲကူညီပေးတတ်တဲ့ Gabriel လို့ခေါ်တဲ့အညီတယောက်လည်းရှိပါတယ်။ဒါကတော့ Spider-Man 2099ရဲ့ဖြစ်ပေါ်လာပုံအကျဉ်းချုပ်နဲ့ Power and Ability တွေဖြစ်ပါတယ်။ Across the Spider-Verse ရုပ်ရှင်မှာတော့ Miguel ကို Spider Society ရဲ့ခေါင်းဆောင်အဖြစ်မြင်တွေ့ရပါတယ်။သူက Marvel ကြီးပျက်စီးမသွားအောင်ထိန်းသိမ်းရတဲ့တာဝန်ကိုယူရတဲ့သူပါ။ Universe တိုင်းမှာ Canon Event ဆိုတာဖြစ်ကိုဖြစ်ရမယ်။အဲ့ဒါမှဆက်ကြောက်လာတည်မြဲမယ်လို့ Miguel ကယုံကြည်ခဲ့တာပါ။အဲ့ဒါကြောင့် Miles Morales နဲ့ထိပ်တိုက်တွေ့ပြီးသူက villain တယောက်လိုဖြစ်သွားခဲ့တာပါ။သင်တော့ Miguel မှန်တယ်လို့ထင်လား။မာယာမှန်တယ်လို့ထင်လား။ comment လေးမှတ်ခဲ့ပေးကြပါဦး။ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင် like and subscribe လေးလုပ်ထားပေးကြပါဦးဗျ။ကျေးဇူးတင်ပါတယ်ဗျ။ Strike Force dedicated to the security of the multiverse.
much cooler than a watch. Okay. It's all right, kid. Wow. I'll take it from here. Knock yourself out. Why are you saying it like that?